ပြီနော်သမီးဇာလီနာနဲ့စိုက်အဖွဲကိုစုရဝေ9000ကျပ်ဟုတ်ကဲ့စုချင်းမြင်ပါတယ်ဟုတ်ကဲ့ခင်ဗျာလက်ကုပ်ပေါ်ပါတည်းလို့လက်ကုပ်ပေါ်ပါပြီမို့အလူတကာလူပါတွေကယခုလို့မိဘတွေကစုချတော့အားကြမခံသားတွေကလည်းလားစုလာချပြီဟုတ်တယ်နောက်တဲ့ဟောအပေါ်တွေကစုချရင်ညီမတွေကလည်းစုချညီမတွေကကြံတော့အားကြမခံနော်သမီးဇာလီနာနဲ့တော့ရောက်တဲ့ချိန်ကနေစပြီးတော့မှန်တယ်နော်ဒီကလဒန်ကြီးရွာကဟုတ်တယ်ပြီးတော့မှစကားပြောမယ်မွေးကြီးရရေးကြီးသမီးရဲ့နော်ဒါအမာကန်ဟုတ်ကဲ့စိုက်တောင်ကန်ဟုတ်ကဲ့အမာကန်စိုက်တောင်ကန်ဟုတ်တယ်အိုးအကိုကြီးလူမိုးကြီးပြောတာပါလူမူရေးနဲ့ငွေမူရေးအရေးကြီးအဲ့ဒါအရေးကြီးဒါမို့ကိုကြီးနာမည်မေးကြည့်ပါဦးကိုကြီးနာမည်ဘယ်လိုလုပ်ရင် What's your name ကျွန်တော်တစ်ချက်လောက်ပြောပါလို့ဟာနာမည်ပြောပါလို့ရှိကောင်လေးကရှော့သွားတယ်ရှက်သွားတာတော့ကိုကြီးနာမည်ဘယ်လိုကိုကြီးမျိုးလေးညီမလေးကပြေးသွားတယ်အော်ကိုမျိုးလေးဆိုတာသူ့လားသူ့ကောအော်ကိုမျိုးလေးကဟောဒီကငါဦးလေးနာမည်နဲ့ခက်စစ်စစ်ဟာဟဲ့မင်းဦးလေးနာမည်ကဦးကိုတော့ဟဲ့နော်ကဲဒီကကြတော့ဟုတ်ကဲ့ကိုကြီးကျော်စီကကျွန်တော်မတ်စာကြည့်ဝင်ဟုတ်ကဲ့ဒီကကြတော့ဒုတိယမြောက်နော်တားနဲ့သမီးပေါ့ဟောတားနဲ့သမီးကိုကြီးစိုးသူမင်းမအေးမြတ်မော်ဟုတ်ကဲ့မတ်စာလီနဲ့ကိုယ်တိုင်စုပ်ပေးပါတဲ့ပြိုင်ဆန်ရှားတဲ့အလူအလဲဟုတ်တယ်နော်စုတော်ဝေထုတ်ကြည့်လိုက်ဦးနော်စုတော်ဝေတေချာထုတ်ကြည့်လိုက်အောင်ထုတ်ကြည့်တေချာထုတ်ကြည့်ဒါဒုတိယသားနောက်သမီးဓမ္မသားနဲ့သမီးလာဝတ်ဒုတိယသားနဲ့သမီးနောက်တော့တတိယသားနဲ့သမီးကျန်နေတယ်အော်စုရဝေ9000ကျပ်9000ပဲပါဦးလက်တော့လုပ်ပေးလိုက်ပါဦးအလူရှင်လူမှာစုကြတဲ့လူတွေကိုဘုံပြတာပါနော်ဒီကနဒန်ကြီးတော့မှာဟုတ်ကဲ့သမီးဇာနေနဲ့တို့မနက်ကဒါစိုင်းလုံးမင်္ဂလာကြီးရောက်လာတယ်ပေါ့နော်ဟုတ်ကဲ့အမှန်တကယ်တော့မနေ့ကညတွေကရောက်တော့မှာဒါပေမဲ့အကြောင်းနေကြပေါ့နော်ဟိုမရောက်ဘူးပေါ့စီစည်းတွေတက်တော့ဒီမနက်မှလာဖြစ်တယ်ပေါ့ဟုတ်ကဲ့ဒီမနက်လာလိုက်တယ်ဆိုပဲကိုနောက်ကဘန်းနောက်ကနေတယ်လေချောလိုက်တာဟဲ့ကိုနောက်ကဘန်းနောက်ကလေးနဲ့ချောလိုက်တာချက်စီနော်အလူတကအလူမမိသားစုတွေကလည်းချောလိုက်ကြတာဟဲ့မှန်လိုက်တာနော်ဘောစီတွေချမ်းသာလိုက်ကြတာနဲ့လူတိုင်းလိုပဲဟုတ်တယ်လူတိုင်းလိုချမ်းသာတာကလန်းကြီးရွာတရွာလုံးနော်မနက်ကဆိုလက်ကောက်တွေဝစ်ထားတာနဲ့1000လောက်ရှိတယ်လူတိုင်းဘာလဲသူတို့1000လောက်ကတော့ငါကြီးတော်ကြီးပြင်းတယ်ဟဲ့မင်းကြီးတော်ကြီးဘာဖြစ်လို့လဲတပြားမှမရှိလို့ဟဲ့နော်ချမ်းသာကြွယ်ဝတဲ့ကလန်းကြီးရွာကဦးကြည်ဝင်းအလူမကြီးဒေါ်တတူလေးရဲ့မိသားစုဆွေမျိုးတွေမှန်တယ်ဗျာနော်ဘလောက်တောင်ချမ်းသာလဲမချမ်းသာလဲဆိုရင်မနက်ကရှင်နောင်းလှည့်တဲ့လူတွေကိုပဲကြည့်လိုက်ပြောတယ်နော်အပရိသတ်တွေကလည်းအများကြီးပဲဟုတ်ကဲ့နော်ယနေ့ရဲ့ဝေးရနေပြီးလာရောက်ကြတာနင်းလုံးမဟုတ်ဘူးမှန်လိုက်ကြောင်းမဲ့ဆိုတော့ဆွေမျိုးတွေများတယ်မှန်တော့ပေါ့နော်အပရိသတ်တွေများတယ်ဒီကုံမောင်နှမတွေများတယ်မိတ်ဆွေတနင်္ဂနွေတွေများတယ်များတာပေါ့နော်အဲ့တော့မနက်ကအားချလိုက်တာလက်ကောက်တွေတော်တော်လုံးဝထတာအားချလိုက်တာအပြန်ကြရင်သုံးဝင်းလောက်ပေးလိုက်ပါလားလို့စီကြီးတွေတက်နေလို့အခုလေဒါအကြိမ်ဆိုင်ကိုဆူချနေတာဟုတ်တယ်နော်အလူတကာကြီးဦးကြည်ဝေလူမကြီးတော်တန်းလူတို့ကဟလာသမီးစာနေနဲ့ဆူတော့ဝေ9000နော်အဲ့တော့ကိုကြီးကျော်စီရဝင်းဟုတ်တယ်ကိုကြီးကိုကျော်စီရဝင်းနော်ကိုကြီးကိုကျော်စီရကိုကြီးကိုကျော်စီရချောမမစာကြီးဝင်းဟုတ်တယ်နော်ဇနီးမောင်နဲ့မိသားစုကလည်းဇာတိနဲ့စိုင်းဖွဲကိုဆူတော့ဝေ9000အားကြမခံနော်ပြီးတော့ဒုတိယမြောက်ဖြစ်တယ်ကိုကြီးစိုးသူဝင်းဟုတ်ကဲ့နော်မမအင်းမြတ်မွန်တို့ကလည်းဟလာသမီးဇာတိနဲ့ဆူတော့ဝေ9000အားကြမခံကြံသေးတယ်နော်သမီးဇာတိနဲ့လူချင်းလို့ပြောတာမဟုတ်ဘူးမဟုတ်ဘူးနော်ဒါကိုကြီးကျော်စရာတို့လို့ကိုကြီးစိုးသူဝင်းတို့တော့ပြီးသွားပြီဟုတ်တယ်ကိုကြီးဆိုင်းစုံမျိုးတို့မမကေသွေဝင်းတို့မလာသေးဘူးမလာပါအမှန်တကယ်တော့ကိုကလေဒီကိုမောင်နှမတွေကြမှာတိတ်ခါကြမှာဆိုလို့ပါဟုတ်ပါတယ်မလေးနော်ကိုအကိုတွေကိုအမတွေကဆုချဝဲပြီးတော့ကိုညီတွေကိုမောင်တွေကဆုမချရဲတိတ်ခါကြမှာဆိုဟုတ်တယ်တိတ်ခါကြမှာဆိုလို့လိုချင်လို့ပြောတာမဟုတ်ဘူးနော်ဟုတ်တယ်လိုချင်လို့ပြောတာမဟုတ်ဘူးနောက်ပြီးတော့မတ်အင်းတစေဝေးဆိုတာဘယ်လိုလဲမသိဘူးအေးနာပါဘူးမနက်ကတော့ချောလိုက်ကြတာချောလိုက်တာဆိုအလူတကအလူမကိုပဲတိတာ
နော်သားတွေသမီးတွေကိုမသိဘူး မသိဘူးမလေး အခုမှဒါဣတစင်ဝင်းတို့မမိုးတန်ရင်ကျော်တို့နော်အခုမှတွေ့ရမှာ တွေ့ရမှာဟုတ်လားဟုတ်တယ်မြင်ဘူးသေးဘူး မမြင်ဘူးသေးဘူး ဟောတော်တော်ချောတယ်ဘွေဒီကိုမင်းသမီးတွေတော့ဆင်းနေဆို ဟုတ်တယ်နော်အဲ့တော့ပြီးရင်လာမ မလေးလာမမပူလေ နော်ဘာလို့လဲဆိုတော့သမီးစာနေတန်းတွေကလိုချင်လို့တော့မဟုတ်ဘူး လုံးကြီးတော့မဟုတ်ပါ ကားစီစီတွေတက်သွားတယ် တိတ်ခါကြမှာသွန်းလို့ မဟုတ်ပါဘူးကားစီစီတွေတက်တယ် အေးဘောလေးတိုင်းတဲ့စီတဘူးတောင်းနေတော့ နော်အဲ့တော့ကဲဒီကကျတော့ကိုကြီးတောင်းဆိုထားတယ် ဟုတ်ကဲ့ ကိုကြီးဆိုသူဝင်မမအေးမြတ်မော်တောင်းဆိုထားတဲ့တဲဆိုင်ရှားတဲ့အလူ ဟုတ်တယ် နော်ဇာနီနဲ့ကိုယ်ရဆိုပြပါ ညီမလေးကိုလည်းဆိုပေးရမယ်အေးလက်ကောက်ကလေးဒီပေးလာမှာပြိုင်ဆန်ရှာတဲ့ဦးကြည်ဝင်းတို့ဒေါ်တောင်းတလူတွေအလူတဲ့ခမရ လက်ချခါလာပါတယ်ကျုပ်လူပါကွယ်လူလေးဒီမရှိအောင်စီတဲ့ထားဖို့ကလက်ချခါရီစီဒီထားလိုက်ဖို့ကလက်ချခါလာပါတယ်ဘယ်နဲ့ဆိုလေးငါဘောနဲ့တမယာလျက်စီရောက်လို့မိရဲဒီဝကညာတော်လာပါရီជីវិตาลีပြည့်တယ်မရှိတယ်ဝတ်တာချက်တာမချုပ်ချင်ရှိတယ်တရားနဲ့တွေ့တခါပါစီတယ်ဝိအောင်စားစေအဘမပြောပြောမပေါ်ပါနဲ့ရိုက်ဆိုင်ရှာရိုက်ဆိုင်ရှာဒီအလူကရိုက်ဆိုင်ရှာပြီးခွေဦးကြည်ဝင်းတို့ဒေါ်တတန်လူရဲ့အလူတော်မင်္ဂလာကြီးကရိုက်ဆိုင်ရှာလာပါတယ်ရှင် လက်ပြခါလာပါရီလူမကွေလူလေးဒီမရှိအောင်စီရီထားပါငါလက်ပြခါရီစီရီထားလိုက်ပါငါလက်ပြခါလာပါရီမနစလေးတပူလေးမြတ်လေးစီရောက်လို့မိရီတရားနဲ့ဒီတခါပါစီရီအောင်စားစေအဘမပြောပြောမလို့ပါရီဒိတ်ဆိရှာဒိတ်ဆိရှာဦးချီဝေးတို့အတူပါလေဒိတ်ဆိရှာပြီးခွေ
ရိုက်ဆက်ရှာဦးချီဝင်းတို့တော့တန်းတန်းလို့ရတယ်ရိုက်ဆက်ရှာပြီကွယ်ကဲလောက်ခုတာလေးလောက်ပါကျေးဇူးများကြီးတင်ပါတယ်ရှင် လက်ခုပ်တန်းလေးလောက်ပါမပြောဘဲနဲ့ဒီကိုကောင်းနေလက်ကစား ကဲတကယ်ကိုမှပဲတချင်းလေးနဲ့လိုက်ဖက်လာပါလေ မန္တလေးမလေး နော်ကျက်သားဝတ်သားမချောက်ချက်အစုံပဲ ဟုတ်တယ် နော်ဆိုင်ရတဲ့ချင်းကနေစပြီးတော့သမီးစာနေနဲ့တော့အရန်ကိုအဲဟုတ်ကြည့်လို့လာပါလေ မှန်ပါတယ်ဗျာ နော်ကဲဒီတခါကျတော့အလူတကာကြီးနော်ဦးစင်ကြီးဦးချီဝင်းမဒါအလူတကာကြီး ဟောလူတကာကြီး အလူတကာကြီးဦးစင်ကြီးဦးချီဝင်းမသမီးစာနေနဲ့ဆိုင်ဖွဲ့ကိုဆုတော်ကို9000ကျက် လုံလိုက်ပါလို့လက်ခုပ်တန်းလေး စီစီပါလေနော်ကျေးဇူးများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ် နော်အခုလိုမြင်မြင်လား တို့လက်ခုပ်လက်ခုပ် အော်အလူတကာကြီးလူမကြီးတွေကသမီးစာနေနဲ့ဆိုင်ဖွဲ့ကို โอเค နော်ဒါဆုချတယ်ဆိုတာကဆုတော်ဝေဆုချတာတာဝန်အရမဟုတ်ပါဘူး မှန်တယ်လေ နော်သမီးဇာနေနာနဲ့လို့မေတ္တာစေတနာတွေအပြည့်နဲ့တော့ဆုချပေးတာပါ ဟုတ်တယ်ခင်ဗျာ နော်အဲ့ဒါလေအလူရှင်လူမမိသားစုအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအခုချိန်ကစပြီးတော့အလူရည်ဆက်လက်နက်မကွာလှူထဲလိုက်ပါစေလို့လေသမီးဇာနေနာနဲ့ဆုမွန်ကောင်းတောင်းပေးပြရသေးရှင် တောင်းလိုက်ပါတယ်နော် ဟုတ်ရင် ဒီမလေး ဒီကကျတော့နောက်ထပ်တချင်းလေးတွေတပုံးနှစ်ပုံးလောက်တော့ဆက်ပြီးတော့တီးပေးဖို့ပဲနော်ပြီးတော့မှ station ကဏ္ဍလေးထုတ်ပေးပါမယ်နော်ခင်းကြိုက်တဲ့မိဘပြည်သူများရှိလားမသိဘူး ရှိလား မရှိဘူးလား မရှိလားရှိလားရှိ တော့အဲ့တော့ဟိုရှိလားလို့မေးဘယ်သိမှာတော့အဲ့တော့ဆုံးဖြတ်လိုက်တယ် သုံးပြလိုက် နော်ခင်းကြိုက်တဲ့မိဘပြည်သူများရှိလက်ခုပ်တန်လေးအခြေချားချင် လက်ခုပ်တန်းလေးလောက်ပါ အာကြီးကောင်းပြီပါလို့အော်ဒါသမီးဆိုင်နဲ့ဒီရွာရောက်တယ်နော်ကြားပါလေတတိလေးနော်ဒီရွာကတဲ့ခေတ္တချင်းတွေကြိုက်ကြတာတဲ့နော်အန်ဒီတွေဆိုရင်ယူတွေကောင်းနေဆိုပဲ ဟုတ်လား နော်မင်းသူလေးတွေဆိုမင်းသူလေးတွေဆိုပဲအဲ့တော့ခင်းကြိုက်တဲ့ကိုကိုမမတွေတော်တော်တွေနော်ဥတွေအတွက်ဒါသမီးစာနေနဲ့တော့ဒီဆိုင်တစ်ချင်းလေးဒီဘုဆိုင်တစ်ဘုစားပြီးရင်တော့ ဟုတ်ကဲ့ ဒါဖြောပြပေးပါမယ် ဖြောပြပေးစမ်းပါ အားရအောင်ဖြောပြပေးမယ် ဟုတ်တယ် အေးအဲ့တော့ဒီတစ်ခါကျတော့သမီးစာနေနဲ့လေ ဟုတ်ကဲ့ တစ်ချိန်လုံးက
သမီးရဲ့ဖခင်ကြီးနာမည်ကျန်စားခဲ့တဲ့သချင်းလေးတစ်ပုဒ်ရှိပါတယ် ဟုတ်ကဲ့ နော်အဲ့ဒီသချင်းလေးအမည်ကတော့မချစ်စုတဲ့ မချစ်ဟုတ်ကဲ့ အဲ့ဒီသချင်းလေးတော့သမီးရဲ့ဖခင်ကြီးကစိုင်းရီပဲတီးခဲ့တာမဟုတ်ပါဘူးဟုတ်ကဲ့နော်ပတ်တစ်ဖက်မောင်းတစ်ဖက်နော်ဘယ်ဘက်လက်ကခေါ်ဒီလိုပလုံးကိုတီးတယ် ဟုတ်ကဲ့ ညာဘက်လက်ကမောင်းကိုတီးတယ် မောင်းကိုတီးတယ် နော်ပြီးတော့ဖန်ဝတ်ထဲကိုရေအပြည့်ထည့်ရေအပြည့်ထည့်ထားတဲ့ဖန်ဝတ်ကိုခေါင်းမော်ကိုတီးမျက်လုံးကိုပေါ်ဝါစီကိုယ်တိုင်လည်းတစ်ချင်းဆိုသွားသေးတာ ဟုတ်လား နော်အဲ့ဒီဟာလေးကိုသမီးစာလေးနဲ့ကသမီးရဲ့ဖခင်ကြီးကိုနော် ဟုတ်ကဲ့ ကြားဘူးမြင်ဘူးတဲ့လူတွေရှိကောင်းရှိနိုင်ပါလိမ့် မှ မယ် န်လိုက်လေခင်ဗျာ နော်မမြင်ဘူးတဲ့သူတွေလည်းရှိနိုင်ပါလိမ့်မယ် မမြင်ဘူးတဲ့လူလည်းမြင်ဘူးသွားအောင်လို့ပေါ့အော်ဒီရောဘေးရရောက်ဘူးတာဘေးရရောက်ဘူးလေ ရောက်ဘူးမှာပေါ့သမီးစာလေးနဲ့မမွေးခင်တည်းကဖေးကစိုင်းတီးတာကို အေးပေါ့အေးပေါ့အေးပေါ့ဒီမှာလေး နော်သမီးရဲ့ကိုမမွေးခင်တည်းကဖေဖေတို့ကစိုင်းထောင်လာတော့ဆိုအနှစ်40တောင်ကျော်နေပြီအဲ့တော့ဒီကမရောက်ဘူးလားရှိပါမလားဒါပေမဲ့သမီးစာလေးကနေကတော့မရောက်ဘူး မရောက်ဘူးလေခုမှရောက်လာ အခုမှရောက်ဘူးလားဆိုတော့နော်သမီးရဲ့မမြင်ဘူးသေးတဲ့သမီးရဲ့ဖခင်တီးတာမမြင်ဘူးသေးတဲ့ပြိတ္တအတွက်ဒါတီးတက်သမီးကလက်စိတ်ကန်းနဲ့နေနဲ့တီးပြချင်တာ တော့ပြပြပြမှန်တယ်ဗျာအေး အဲ့တော့မောင်ရည်ယူပေးသမီးကို မောင်းလေးဟေးဆိုင်ရတောင်းတော်မရခိုင်းတဲ့ကောင်းလေးတော့လိုက်စမ်းဆိုင်ရတောင်းတော်မရခိုင်းတဲ့ကောင်းလေးခေါ်လိုက်စမ်းဇာတိနာလေးပတ်တစ်ဖက်မောင်းတစ်ဖက်ဒီမှာမလို့အေးဟုတ်ယူပဲဟုတ်ကဲ့ဟာတေးချင်းတော့ကိုပဲကိုချိုကိုကလည်းပဲကိုထိုးနေတာဟာဒီ ဒီကိုရအောက်ကိုစိတ် ကိုရအောင်ကိုစမ်း ဒီဘောတက်ဒီစီမောတက်ရတားလေးခိုင်လားဒီဘက်ကဒါလေးကဒီဘက်ကိုလာ တော့တမီထည့်ပေးရမယ် လက်ခတ်ပေးဦးလေမောင်းကြီးပဲယူလာရင်လက်ခတ်ပေးဦးလေ ဒီမှာရပြီ။အော်ပြောင်းပြန်။မိုက်ကြိုင်တာပြောင်းပြန်ပြီခဏနေတယ်လေးခဏမဟုတ်ကြာကြီးနေတယ်လေးနော်ကိုယ့်ရဲ့ညီမလေးကိုစိုင်းတော့ဝန်ခံဖြစ်ပြီးတော့ဘယ်ကိုကြာကြီးနေလဲ ။မိုက်အလေတော့ဒါကားကြတော့ခုနကအားကြမခံဟုတ်ဒီအလူတကာကြီးဦးကြီးဝဲအလူမကြီးဒေသနန်းနူးတို့မိသားစုတွေတော့သားသမီးတွေကအားကြမခံတော့နော်သိလားခုနကတော့အကြီးတွေဟလာကိုကြီးကျော်စရာထုံးတို့မက်ဆာကြီးဝေးတို့နော်ကိုကြီးစိုးသူဝေးမအေးမြတ်မို့ဟောဒီတကကျတော့တတိယမြောက်သားနဲ့သမီးဖြစ်တယ်ကိုကြီးဆိုင်းစော်မျိုးနဲ့မက်ကီတွေဝင်း ဟုတ် တို့လူကတော့လမ်းနေတော့ တို့လူကတော့လမ်းနဲ့တော့လာပြီးထပ်တော်ပါပြီ နော်လမ်းတာမှာပိုးစိုးပဆက်ကိုလမ်းတာ မှန်တယ် နော်မနက်ကတော့ဆိုရင်လေအိုးကလတိုင်းကြီးရွာလို့သာပြောတာ ပြောတယ်မဟုတ် ရန်ကုန်မြို့ကနော်ကိုနောက်ကပန်းနောက်ကကြီးကြနေတာပဲချောလိုက်ကြတာနှားလိုက်ကြတာသမီးစာနေတဲ့နဲ့တော့မှလေမနက်ကငေးကြည့်နေရတယ် အေးပြောတယ်မဟုတ် နော်အဲ့လောက်ကြီးချောတာလှတာ ဟုတ်လား နော်အဲ့တော့ဘယ်လောက်လဲဆိုတော့1 2 3 4 5တောင်းခွေအမေဆိုင်ဆောင်မျိုးတော့မမကီတော်ဝင်းတော့အကြီးတွေကိုအားကြမကန်9000ပို့သွားတယ် အားပေါ်သွားပြီ နော်9000ခွေတော့ဖြစ်သွားတယ်အဲ့လိုဖြစ်နေရမှာ ဟုတ်တယ်အဲ့လိုပြန်ဆိုင်ဖြစ်နေရ နော်ကိုကြီးကျော်စရာထုံးတို့နော်မမစာကြီးဝင်းတို့ကိုကြီးစိုးတို့ဝင်းတို့မမအေးမြတ်မွန်တို့ထက်9000ပို့သွားပြီ 9000ကြီးများတောင်း နော်ဟလာ9000ကြီးပို့သွားပြီနော် ဟုတ်တယ် ဒီတခါကျတော့မမဣတစင်ဝင်းတို့မိုးတန်စင်ကျော်တို့ကျန်သေးတယ်နော် ပြန်ပြီးတော့ အဲ့ကျမလူချင်းလို့ပြောတာမဟုတ်ပါဘူး မှန်တယ် ကားစီဘိုးတွေတော်တော်ကုန်ထားတယ် ဟောတော့ကလို့တော့ နော်ဒါကတော့ဒါ9000ခွေချက် ဟုတ်ကဲ့ ဟိုအဲ့လိုမျိုးလေးစုတွေရိုင်းလာတော့တမီးကစိတ်ကြီးမကောင်းတော့ဘူး ဝမ်းနေလာလား အဲ့လိုမျိုးကြတော့ဝမ်းနည်းနည်းမျက်ရည်တွေကြကျင်တာ ဟဲ့ကဲလာတဲ့လူတွေလာပြီတတိယနောက်တော့ရောက်သွားပြီနောက်တဲ့စလောက်ကြတော့ပြင်းစမ်းမတို့ပဲကျန်တော့တယ်လို့လာမမပူလေးအားကြမကန်နော် နော်အဲ့တော့ဖန်ခွက်ယူပြီးပါလား ဖန်ခွက်လည်းရှိတယ်အရင်ဒီ ကဲ အရင်ဒီရှိတယ် ကဲ ဟုတ်တော့ပြောတော့တ
တစ်ဖက်မောင်တစ်ဖက်ဒီဟိုဖန်ခွက်ကိုတင်ပြီးတော့မျက်လုံးကိုစီးပြီးဒီမှာဆိုမျက်လုံးကိုစီးပြီးဒီမှာ အင်းလေညလုံးမိတ်ပြီးတော့ဖန်ခွက်ကိုခေါင်းပေါ်တင်ပြီးတီးပါလေဘာဖြစ်လို့လဲ ဟုတ်တယ်အဲ့ဒါငါမယုံငါပဝါငါကိုယ်တိုင်စီးမှာ အော်ပဝါကိုယ်တိုင်စီးမှာ ဟုတ်တယ်မျက်လုံးကပိတ်မှာ ကဲရတယ်စီစီ ပိတ်မယ် နောက်စီ ဟဲ့ကောင်မျက်လုံးဟာဘောက မမျက်လုံးကဒီမှာလေ ဟဲ့အောင်ကြောင့်ပြီးအောင်မျက်လုံးအောင်မှာ မဟုတ်လူရှင်တော်လာလွတ်တယ်လားစိမ့်စရာကိုလာတက်နေရတယ် ရှင်းပါဟိုဓမ္မလေးပြောတယ်မအင်းသင်ဝင်းတို့စုလာမချမှာဆိုလို့အရင်လောက်ကြံနေတယ် ဟောအဲ့လိုလာမှာမပူနဲ့ မင်းအခုချိန်မှာမလောက်ကြံနဲ့စီတွေဈေးကြည့်တယ်တချို့ဈေးထောက်တယ် ရှာတယ်ကြိုက်တယ်လို့စီ ရတယ်အဓိကစီးပြသွားရင်ပြီးရောကောင်းတယ်အဲ့လိုပဲသူသားကလေးကဟုတ်တယ်သူများမမြင်ရတော့ဝမ်းသာတယ် ရွှေမျိုးကအဲ့လိုမျိုးဆိုတအားကြတယ်ဖန်ခွက်လာမယ်ဒီမှာဖန်ခွက်ဒီမှာလေးဒီမှာဖန်ခွက် ဗမာလေ ဒီမှာခွက်ရေခွက်ဟောရေလုံးကျိုးစီတယ်ဓမ္မဖန်ခွက်ဆိုတော့ဘလို့တရားမလို့ငါသိတယ် ဒီခွက်ထဲမှာရေရှိလား ရေအပြည့်ပဲသူ့ပြေရေခိုင်းတာရေရှိမရှိစမ်းတတာ ကိုရေရှိတယ်တော့ ရေအောင် ရေရှိတယ်စမ်းသက်ကြည့်ရရေရှိလားမရှိလား ဟယ်လို ကဲရပြီ ရပြီ နော်ရေပြည့်သွားပြီလား ပြေးသွားပြီ အရင်မရှမ်းစေနဲ့နော် ရှမ်းမရှမ်း 200ရှိတယ်မှာ နည်းနည်းလေးရှမ်းနေရတာ နည်းနည်းလေးများတော့ သင်သားမှာပဲကြီးကြီးကဘူး200ဘူးနေပါဘာမနေ့ပြီးတော့200ဘူး နော်အဲ့တော့ ရတယ်ခဏလေးဒီမှာလေးအဲ့လက်ကြိုင်တာငါခါရမ်းမယ်ရေဒီဟိုအဲ့ဖန်ခွက်မကြအောင်လို့လုံးလိုက်စမ်းအေး ကြာကြီးလား အေးပပဟာဟဲ့တော့ငါခါရမ်းအေးအဲ့ကြိုင်လေခါရမ်းမလို့လို့အေးအိုးလောက်ကနေလိုက်ပြီးတော့အေးလုံးတဲ့ကောင်နမဘေးလက်ကလေးချီတို့မကြီးပါနဲ့စီတယ်ရောလို့ပဲဖေလို့ပါလေချစ်ကို အဲ့တော့ကိုကြီးရှိပြရညီမလေးကိုဒီရှိရနေမိုက်ကင်ပေး မိုက်ကလေးကင်ပေးလိုက်ရပြီသူလက်နဲ့လည်းလို့တကယ်ညီမလေးပြီးသွားလက်ခုပ်အပေးလိုက်ဟောအေးငါမိုက်ကင်လေးနေရာမှာမင်းသိလားမင်းရောမော်နေမီးပွေးဘူးလားမြင်းပွေးတယ်ဘာဆိုင်လို့မီးပွေးဘူးမိုက်ကင်လေးရဘာဆိုင်လို့ဘာရမလားလဲ
ရောက်လာပြီအကျော်တွေပါကတ်လာ အဲ့လောက်နေတော့လက်တည်အောင်ပေါ့ ငါလုံးပြဖြစ်ရအေးခဏလေးညီမလေးခဏလေးနော်အပေါ်ညောင်းပါလို့ ဟာတည်ချင်းတော့လေမျက်လုံးကြီးမပြူရင်တော့လား အကြလောအော်ညီမလေးဟာပဲညီလေးတွေညီသွားပြီဟိုကောင်လေးမိုက်ကိုတေချာသွတ်ပြီအော်ဒီကလေးတွေပဲအော်အလောက်ကဘိုင်းရခိုင်းရကောင်လေးယူဟာကတော့တကယ်ပြောတာပါဖခင်ရဲ့အမွေကိုနော်မြင်မှုလာတဲ့ပိဋကလည်းမြင်ရမယ်ဟုတ်ကဲ့မြင်မှုတဲ့ပိဋကတွေရောဟောဒီကနောင်လာနောင်သားနော်ပြောင်းလောင်းလေးတွေရောဟုတ် ဟာအဲ့ဒါပြောင်းတော့မဟုတ်ဘူး ဘာတော့ အဲ့ကလေးတွေကစနေရိုးကြတယ်နာမည်ပြောင်းတော့မှာ ဘယ်လိုပြောင်း ရိုးသက်တဲ့နာဘူးလေးတွေ မင်းအဲ့လိုမပြောပါနဲ့ကွာအဲပါရ ဘာဖြစ်လို့လဲ ဟောဒီဆိုင်ထဲမှာဒါဒီလားလို့ဆိုင်ထဲမှာနာဘူးနှစ်ယောက်ပဲပါ ဘသူနဲ့ဘသူလုံး နာဘူးနှစ်ယောက်ပဲပါတယ် ဘသူနဲ့ဘသူလုံးလို့ အဲပါနဲ့ရွှေမြူးနဲ့အလကားတာနော်အတကယ်ပြောတာပါ ကဲအဲ့တော့အခုနော်ကလဒန်ကြီးအောင်မရှိလေအလူတကားကြီးဦးကြည်ဝင်းအလူမကြီးအနီတန်းတန်းလူတို့ရဲ့အလူတော်မင်္ဂလာပွဲကြီးမှာဘသူဆိုင်လာရောက်ပြီးတော့ဖြောပြရတာလဲ ဇာနီနန်းလွင် ဘသူဆိုင် ဇာနီနန်းလွင် ဘသူဆိုင် ဆိုင်မင်းသမီးတော်လေဇာ သာနီနန်းလွင် အဲ့တော့သမီးဆိုင်လမ်းနေရလေတချင်းလေးတစ်ပုတ်နဲ့တင်စားခြင်းတယ်တချင်းလေးအမိယာ ဘယ်လိုလေးတော့ ဇာနီတီးတဲ့အလူပွဲ ဇာနီတီးတဲ့အလူပွဲဇာနီတီးတဲ့အလူပွဲ က
ဟ